လေကြီးလာနေပြီဒီရွေးရောက်မှာဘလို့ကွဲမှာလို့ မလေးခုမှကွဲကျင်တာမဟုတ်ပါဘူးကြီးကောင်ရဲ့နင့်မွေးပြီးကတည်းကကွဲကျင်တာ ဒါနဲ့ညာငယ်မမွေးလာနေပြီ ညာကလေးခံလိုက်ရတဲ့ဝတ်ဆိုတာကျွတ်ပါပြီတော့နင်တို့တွေမျက်နာကြောင့်မလို့ဟဲ့နင်တို့တွေအတောင်အလက်ဆုံးအောင်အိမ်ထောင်ရသားကြအောင်ကိုခြေတော့ပေါ့ကိုရက်တင်ထိုင်အောင်စောင့်နေနေတယ်လောက်ကြာသွားတာအခုတော့ဝတ်ကျွတ်ပါပြီငါလဲ မင်းတင်ဝစ်ကျွတ်တာမဟုတ်ပါဘူးငါလည်းဝစ်ကျွတ်ပါပြီအနှစ်40လုံးလုံးပေါင်းလာတဲ့ဝစ်အခုမှပဲကျွတ်တော့တယ်ဟမ် ရှင်လို့ရရှင်လိုက်ချင်တဲ့ကျမပို့ကျွတ်တာလားရှင်ကပို့ကျွတ်တာလားဆိုတာပို့တော်ကွဲချင်တဲ့ကျမ မေတို့ကဒီရွေးကြီးကြောင့်မှရုံးရောက်ကနားရောက်နဲ့ကွဲကြမလို့လားတမီးတို့မျက်နှာလည်းထောက်ကြပါဦးမေတို့ရဲ့ အသမီးရုံးတော့ကနားရောက်ရှင်းစီအောင်မလုပ်ဘူးဟောဒီရင်မထဲကရှင်းပြီးတော့ပြက်ယူပြီးတယ်အဖေဘက်ကပြက်ပြီးသား မလေးကျမကလည်းတိုင်ရောတဲ့ဆဲစားပြတ်တဲ့ကလေးတွေကြောင့်မလို့ပြောနေရလေရှင် ဟောအမေရဲ့ရွာအိမ်ကိုတကယ်ပြန်မလို့လား ငါဘယ်တော့ဘူးဆိုဖြစ်ဦးတီးဖို့လို့လဲဟမ်အခုဒီအိမ်နင်တို့မွေးကြတဲ့ကနေလာတဲ့အိမ်နော်နင့်ဖအိမ်နေလိမ့်မယ်ဟိုဘက်ကဆိုင်အငယ်မနော်သမီးယူနေကိုညီမကိုဂယူစနင်တို့လည်းမရဟိုဘက်ဆောင်ဆောင်က AOU နင်တို့အဖေကိုဂယူစကျူးစုစောင့်ရှောက်ပေးလိုက်ကြကျွေးမွေးပေးလိုက်ကြနော်နင်တို့အဖေမရှိတော့ရင်နင်တို့မောင်နှမနဲ့ဟောဒီအိမ်ကိုအဆင်ပြေသလိုခွဲယူလိုက်ကြအမေကိုမတိုင်မနဲ့မပြောနဲ့ရတယ် နင်တို့အဖေမရှိလို့ငါဘယ်သွားမလို့ငါဘယ်သွားမှမလို့လဲ ရှင်အခုအသက်60ကျော်နေဟမ်ထာဝရအသက်ရှင်သွားမှလားလူဆိုတာတိမ်မျိုးရှင်တိမ်မှာပဲလေတနေ့တိမ်သွားတဲ့အခါကျအမခွဲယူလိုက်ကြ မင်းနဲ့ငါနဲ့ကလေးရှိအဲ့ဒါကြီးမတည့်မင်းဟာ မိမအဖေနဲ့မင်းကဘလို့ဖြစ်တာတော့ဘယ်ချိန်ထားပြီးရန်ဖြစ်ကြတာတော့ မသိပါဘူးယောက်ျားရဲ့ရန်ကတော့နေတိုင်းကိုဖြစ်နေရပဲရှင့်အမေကတည့်ရတဲ့အတိုင်းပဲချွေးမဆိုအကောင်းမမြင်တော့ကျမကလည်းဘယ်နေရာမှကိုဝင်မပြောရဲဘူး အခုကခါတိုင်းတက်ကိုပိုဆိုးနေတာကွဲမဲ့ကွာမဲ့တွေရွာအိမ်ပြန်နေမယ်တွေပါလုံနေလို့ငယ်မမင်းလည်းတေချာမေးပါအောင်ဟာတကယ်ရွာပြန်နေမှာလားလို့ ဟုတ်တယ်ထုတ်တယ်တော့ထုတ်ပြီးသွားပြီနော်မာဆာရှိကမာပြီးလှုပ်ဆရာရှိကလှုပ်ပြီးပြန်မာတဲ့ ငယ်မ ဟဲ့မေ တော့ကလောက်ကပါလောက်တာဆိုင်မဖွင့်တော့ဘူးလားဟမ်ဒီမရောက်တော့ဘူးလား ကိုဖွင့်လိုက်မယ်မေကိုဖွင့်လိုက်မယ် ငါမရှိရင်နင်တို့ဘယ်လိုလုပ်မှာတော့အလဲလာအောင်မနင်တို့ဖေကိုယ်တိုင်အမိုက်ကြောင်းနေကြည်ကောင်းနေလားကြည်ကောင်းနေလား ကြောင်းလိုက်မယ် ငါမရှိရင်ဘယ်လိုလုပ်ကြမတော့ ဘာလို့လုံနေတော့တားတော့လုံမှာတော့တော့ ဩဃာတာကာယကဝစီကမနောကတပတ်တော့ကတိန်တော့အပြစ်တို့ပြောပါလို့အကျိုးငါပထမဒုတိယတတိယတတိယ ဟဲ့ဟိုလင်မယားမထသေးဘူးလားထကြတော့နောက်ရက်ကစားပြီးနင်တို့တအိမ်လုံးရဲ့ဘက်စုံ3ကြုံမာကြီးရှိတော့မှာမဟုတ်ဘူးဟေးသခင်ကြီးကိုဘယ်လိုလုပ်ပေးရလဲဆိုတာတသက်စာတင်ခဲ့ပေးမယ်ထခဲ့တော့ဟေး ထားပြီအမေ ငယ်မခခ လာပြီမေ မကြောက်လားနေပြီဖျားရှိခိုးနေ ကြားတယ်မေ အခုတိကိုမထနိုင်ဘူးဖျားရှိခိုးပြီးပါလုံးမှာတော့ ဟို ကော်ဖီတောက်မှာ ဟုတ်မေဟုတ် ဖြော်ပေးလိုက်လေ ဟုတ် နင်တို့ဖေလေအဲ့ မေကော်ဖီ happy လေ happy နင်ခေါင်းပေါ်မှာမွေးဆွဲပေါက်နေပြီခေါင်းပေါ်မှာအဲ့လောက်ကြီးတွဲလောင်းလောင်းနေတိုင်းချထားတဲ့အောင်ဟေးဟိုမှာအထုတ်ကြည့်လိုက် ဟုတ်မေဖြောပေးလိုက်မယ်တမီး တခြားကော်ဖီရောင်လို့တော့မပြောနဲ့နော်မိုးပြီးလောင်မယ်နစ်ဖေးရ happy ပဲတောက်တာရင်တုံတက်လို့စိတ်လေးမှကြိုက်တာနော်ဟေးကော်ဖီ ကော်ဖီဆိုတော့ happy ပဲစိတ်လေးနဲ့ထိတာပဲကြိုက်တာဖေရဟိုဒါနဲ့နင့်မေရော မေခဏဝင်သွားတယ်မေဖေးခေါ်နေ လာပြီဘာတော့ကော်ဖီလေးပေးအလိုက်ကန်းစုကိုမသိဘူးတာသမီးတွေကလည်းတမနဲ့လုံးနော်သွားတော့မှမလို့မားစရာရှိရမလှုပ်စရာရှိရလှုပ်အေးလုံးကိုကျမလှုပ်နေတာတင်လိုက်ပါအောင်အပြစ်ဘာပြောချင်တာတော့တင် ကြည်မြဲတာသမီးအခုစောစီးအပြစ်တင်တာနင့်အမေအဖေဆိုရင်မကောင်းအောင်မြင်တယ်အဖေကသူ့ကိုခေါ်တာဘာရင်ချက်တယ်လဲမေးမလို့ပါ မလေးရှင်သားသမီးတွေပဲတစ်သက်လုံးချက်ကျွေးမှာဆိုတော့အမတရဖူလွဲပြောင်းအပ်လိုက်ပါပြီဟဲ့အလင်းဘပုတ်ကဘပုတ်မဘာဟိတ်ချက်လဲတဲ့နင့်ဖေက မေထမင်းမဲတရားသေးတယ်ဘာမှမချက်ရသေးဘူး ဟာကြောတွေ့လားကျမမပိုင်ကိုမပြီးဘူးတအိမ်လုံးကမလေးကော်ဖီလေးအေးအေးဆေးဆေးတောက်ပြရစီအိုးလာခဲ့မယ် ဟုတ်မေ ကဲချင်မောင်အရေးတောက်လေးချက်မယ်ချင်မောင်လေးကိုတင်း
စိတ်သားကြောက်ကလေးချက်လိုက်မယ်ဒီငရုတ်တီးတောင်းလဲငရုတ်တီးကိုအများကြီးမထည့်နဲ့နော်ဒါငရုတ်တီးစားတောင်းလဲနစ်ဖေကတအားကြိုက်တာ ပြပြီလားအဲ့ဒါသမီးတင်းလိုက်တော့မှာနော် ရင်းနှွေးချက်မီးပုံနဲ့မတူဘူးလား မိမမွေးတော့လေဖေကလည်း3နှစ်အိုးရရှိနေဟာကြီးရော ရင်းနှွေးချက်ဆိုတာမီးပုံနဲ့ကြုံမှာကောင်းတာသမီးကအဖေကို happy coffee တစ်ခွက်လောက်တော့ ဒီမှာလေးဖေကတခါလေးဖြော်လို့ရအောင်ဖေကိုထားထားပေးတဲ့ဟာကြီးရော ရဒီမှာတော့နင်တို့ကလည်းနော်ပြောဦးမယ်ဟိုကချွေးမမလို့ငါမပြောချင်လို့နေရသားသမီးအရင်ဖြစ်ပြီးကိုဖေးဘာကြိုက်တတ်တယ်ဘာတောက်တတ်တယ်ဘလောက်ပင်ပန်းသွားလို့လဲလှုပ်ပေးလိုက်မယ်မရှိဘူးခါတဲ့ဒီမေးချပြန်လဲပေးမယ်ကျမမိမွေးဖို့လောက်ထုတ်တယ်ဆမ်းပါအောင်မလားစုံပြီနော်တင်လိုက်တော့ ဆန်းစားပါဦးအမေကလည်းတကယ်ကြီးသွားမလို့လား ငါဘယ်တော့ဘူးဆိုပြုံတီးဘူးလို့လဲတင်လိုက်တော့ မင်းကလည်းစိတ်ဆိုးတော့ခဏပဲဟိုမင်းမရှိပဲသမီးတော့ဘလို့နေရမှာလဲ လေစင်ပြေသလိုသာနေကြတော့တင်း အဖေချော့ခိုင်းပါဦးအဖေရော ဟေးဟေး အဖေ ဖေးပါတော့ ဟမ်အဖေကကောက်ဘာတက်လုံနေရလဲ ဟိုမင်းမေရန်ဖြစ်စရာအဖော်မရှိပါဆိုတော့ငါလိုက်သွားမလို့ ဟဲ့